ကမ္ဘောဇတို့ကမ္ဘောဇအရှိုးတွဲကိုလိုနီဦးသိန်းဟန်ကဆရာဇော်ကြီးမွေးရဌာနေဖျာပုံသားဗေဒာလန်းကိုလူသိများဂရိတ်တွဲမြန်မာစာမြန်မာကဗျာမှတ်စုတို့များတဲ့ပေါ်တွင်လှလျင်ရတုကဗျာနတ်ရှင်တော်ရဲ့ဤစားစာဓာတုကလျာနဲ့တူစုံဖက်တောင်ခက်ကပြည့်ငါကိုလွယ်အမေကြီးနဲ့ညောင်ရမ်းခက်ရဲ့အိုင်ရှင်းနယ်ပဲတောင်တွင်းရှင်ကြီးမယ်ငါကိုလွယ်အမေကြီးမိမ့်မပြူမြစ်တာရှုမကြီးကင်းဝင်မင်းကြီးတုံဒရမကြံအိုင်ချင်းရေးကြပြန်အတန်မြိုင်တီဆူတေးအိုင်တိုင်တန်ပေးတော့ဩဝါဒထူပြုတ်ကြဗျာစိန်ဒကျော်သူဥဩပါခက်မှာကုန်းပေါင်မောင်းထောင်ဖွာအလုံးမြို့ထက်အညာသားလေးပေါင်း8ယောက်ကောက်ဆိုင်သူ8ယောက်ပြိုဖြူတန်ရှိုတေးဥကျော်လှကရစ်ဆက်ပြီးမွေရဇာတိဘုဒ္ဓလင်းနဲ့မုံရွာခရိုင်မောင်းထောင်းွယ်အထုတလဲမှတ်လို့ထားကုန်းနှောင်းကိုဦးသူရည်သားငါအညာမင်္ဂလာဆောင်သခင်ကိုတော်မိုင်းမင်္ဂလာဆောင်လေးရှိုးကြီးနဲ့လက်ဖွင့်တော်ရွှေတောင်နယ်ဝါလေသားကိုလိုနီခက်ကမောင်လုံးဖွာ6ကမ္ဘောဇတို့ကမ္ဘောဇအရှိုးတွဲကိုလိုနီဦးသိန်းဟန်ကဆရာဇော်ကြီးမွေးရဌာနေဖျာပုံသားဗေဒာလန်းကိုလူသိများ9လက်ဖက်ရည်ကျန်းဝိုင်းဗမောညိုနွဲ့လက်ဖက်ရည်လွတ်လပ်ခက်မှာလင်္ကာစီအမီရင်းမှာဥပုထွေးဥစုတော်ရင်မွေးချက်ပရိသလက်ရမျက်မှောက်ခက်ရဲ့တန်ပေါက်ကဗျာပရိသသူ့လက်ရအမီဆန်းစွာပေးလို့ထားတက္ကသိုလ်ကတော်ရွာသားတက္ကသိုလ်တော်သားမွေးဌာနီတောင်သာမိပေါအောင်စပူမီဦးအောင်တောင်းလေအမီရင်မြန်မာစာဝိဇ္ဇာဂုံထုနှင်းကြဗျာမှတ်စုရှစ်ပုတ်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်